ကဘာကြီးရဲ့80ရာခိုင်နှုန်းစက္ကန့်ပိုင်းတွင်ဖျက်ဆီးခဲ့တဲ့ကဘာသမိုင်းမှာအဆိုးရွားဆုံးသုတ်သင်ပွဲအတက်ကွန်တိုင်တန်ရဲ့ဇာတ်သိမ်းမှာအေရန်ပြုလုပ်ခဲ့တဲ့ Rambling ဟာအနုပညာလောကမှာအငင်းပွားဖွယ်ရာအကောင်ဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်အများစုကသူ့ကိုခွင့်မလွတ်နိုင်တဲ့လူသက်ကောင်မွန်စတာတယောက်ဖြစ်မြင်ကြသလိုအချို့ကလည်းသူ့ရဲ့လူမျိုးနဲ့ချစ်ရတဲ့သူတွေကိုကာကွယ်ဖို့တစ်ခုတည်းသောနည်းလမ်းကိုရွေးချယ်ခဲ့တဲ့ဇက်လိုက်တယောက်အဖြစ်ရှုမြင်ကြပါတယ်ဒါဆိုရင်တကယ်ပဲအေရန်ဆုံးဖြတ်ချက်မှန်ခဲ့ရလားသူ့မှာဒီတက်ကောင်တဲ့နီလန်မရှိတော့ဘူးလားအေရန်ဆုံးဖြတ်ချက်ကိုမွေးပိုင်ခင်ပါရာဒိစ်ကျွန်းရောက်နေခဲ့တဲ့အခြေအနေကိုအရင်ကြည့်ဖို့လိုပါတယ်ပါရာဒိစ်ကျွန်းဟာကမ္ဘာတစ်ခုလုံးရဲ့မုန်းတီးမှုခံနေရတာပါမားလီအပါအဝင်နိုင်ငံပေါင်းစုံကကျွန်းပေါ်က LDN တွေကိုဒီဗဲရီလို့သတ်မှတ်ထားပြီးမြေလံဖြတ်စည်းဖို့ပြင်ဆင်နေခဲ့ကြပါတယ်အာရမန်နဲ့ဟန်ဂျီတို့ဦးဆောင်တဲ့စာဘေးခေါ်တွေဟာကမ္ဘာကြီးနဲ့တန်တမန်ရေးအရာစကားပြောဖို့နှစ်ပေါင်းများစွာကြိုးစားခဲ့ပါတယ်ဒါပေမဲ့အပြင်ကမ္ဘာရဲ့ ADN တွေပေါ်ထားရာစုနှစ်ပေါင်းများစွာကြာခဲ့တဲ့မုန်းတီးမှုတွေကစကားပြောုံနဲ့ပြည်လည်သွားမယ့်အနေအထားမဟုတ်ခဲ့ပါဘူး။တိုက်ပါရဲ့ Declaration of War မှာလည်းကမ္ဘာနိုင်ငံအသီးသီးက Paradise ကိုဖျက်ဆီးဖို့တကယ်နဲ့ထောက်ခံခဲ့ကြပါတယ်။ဆိုတော့ Aaron ရဲ့အမြင်မှာတော့ရွေးချယ်စရာနှစ်ခုရှိခဲ့ပါတယ်။ Paradise ကျွန်းအတိုက်ခိုက်ခံရပြီးအပြစ်မဲ့သူတွေလူတုံးသွားမလား။ဒါမှမဟုတ်ကျွန်းပြင်ပါကမ္ဘာကြီးကိုဖျက်ဆီးပြီးသူတကယ်ချင်းတွေကိုကယ်မလား။ Aaron ကစာနာမှုကင်မဲ့တဲ့လူသက်ကောင်ဖြစ်ချင်ဒီလမ်းကိုရွေးခဲ့တာမဟုတ်ပါဘူးအပြင်ကဘာကသူ့ရဲ့လွတ်လပ်မှုနဲ့မိသားစုကိုလူယူဖို့ပြင်နေချိန်မှာငါရဲ့လွတ်လပ်မှုကိုလာလူယူရင်ငါလည်းပြန်လူယူမယ်ဆိုတော့သူ့ရဲ့မူလတဘာအတိုင်းတုံ့ပြန်ခဲ့တာပဲဖြစ်ပါတယ်ဒါဆို Aaron မှာ Rambling မဟုတ်တဲ့တခြား option တွေရွေးစရာမရှိခဲ့ဘူးလားတကယ်တော့ Aaron အတွက်ရွေးချယ်စရာနှစ်ခုတော့ရှိခဲ့ပါတယ်ပထမတစ်ခုက C ရဲ့ Euthanasia plan ဖြစ်ပါတယ်စီက ADN တွေအားလုံးကိုကလေးမရအောင်လုပ်ပြီးငင်းငင်းကြမ်းကြမ်းမျိုးတုံးသွားစေခြင်းခဲ့တာပါဒါပေမဲ့ဒီအစီအစဉ်က Paradise ကလူတွေရဲ့အသက်ရှင်သန်ခွင့်နဲ့လွတ်လပ်ခွင့်ကိုကြာချိုးလိုက်တာဖြစ်လို့ Aaron အနေနဲ့လုံးဝလက်မခံနိုင်ခဲ့ပါဘူးဒုတိယတစ်ခုက Partial Rambling ပါစင်ရအောင်ပဲ Ramble လုပ်ပြီးကျန်တဲ့အချိန်မှာ Historia နဲ့သူ့ရဲ့မျိုးဆက်တွေကို50ရာစုနှစ်မက Titan Power တွေဇက်တိုက်ဆက်ခံခိုင်းတာပါဒါပေမဲ့ဒီနီးလန်ဟာ Historia ကိုစက်ယုံတစ်ခုလိုကလေးစက်တိုင်မွေးခိုင်းပြီးကလေးတွေကိုတိုက်တန်ပြန်ကျွေးရမယ့်တန်တရားကိုဆက်ဖြစ်စေမှာပါ။ Aaron ဟာ Historia နဲ့သူ့ရဲ့နောက်လိုက်မျိုးဆက်တွေကိုတိုက်တန်ရဲ့ကျိန်စာထဲမှာထာဝရမပိတ်အောင်ချင်ခဲ့ပါဘူး။ဆိုလိုတာအခြားအစီအစဉ်တိုင်းဟာ Aaron ချေရတဲ့သူတွေကိုစတေးရမယ့်နီးလန်နေကြီးဖြစ်ခဲ့တာပါ။ဒါပေမဲ့ Aaron ရဲ့ဆုံးဖြတ်ချက်ကိုမှန်တယ်လို့လုံးဝတက်အပ်ပြောဖို့ခက်စေတာ Rambling ရဲ့အကျိုးဆက်ကြောင့်ပါပဲ။ Aaron ဟာစစ်တပ်တွေကိုပဲဖျက်ဆီးခဲ့တာမဟုတ်ပါဘူး။စစ်ပွဲနဲ့လုံးဝမဆိုင်တဲ့စစ်ပွဲအကြောင်းတော့မသိတဲ့ Ranzi လိုမျိုးအပြစ်မဲ့ကလေးတွေဒုက္ခသည်တွေကိုပါတန်းပေါင်းများစွာအသက်နှုတ်ယူခဲ့တာပါ။ကမ္ဘာခေတ်စနစ်တစ်ခုလုံးကိုပါပြကျစေခဲ့တာဖြစ်ပါတယ်။ပိုပြီးဝန်းနေဖို့ကောင်းတဲ့အမှန်တရားကတော့ Aaron ကမ္ဘာကြီးရဲ့80ရာခိုင်နှုန်းဖျက်ဆီးပြီး Aaron တည်ဆုံးသွားခဲ့ပေမဲ့မုန်းတီးမှုတန်တရား Cycle of Hatred ဟာရက်တက်မသွားခဲ့ပါဘူး။ဇလန်ရဲ့ Anti Credit မှာကျွန်တော်တို့မြင်ခဲ့ရတဲ့အတိုင်းနှစ်ပေါင်းများစွာကြာပြီးနောက်မှာ Paradise ကျွန်းဟာအစင်းမြင့်နီးပညာသုံးဘုံကျဲလျင်တွေနဲ့တိုက်ခိုက်မှုကိုခံရပြီးပြကျသွားခဲ့ရပါတယ်။ Aaron ရဲ့လုပ်ရဟာသူ့တငယ်ချင်းတွေရဲ့တက်တန်းမှာပဲအချိန်မှငြိမ်းချမ်းရေးကိုပေးနိုင်ခဲ့ပြီးအနာဂတ်ရာစုနှစ်တွေမှာတော့ Paradise ကိုပုံမကြီးမားတဲ့ပြည်စည်းခြင်းစီပဲပို့ဆောင်ပေးခဲ့တာပါ။ Aaron ဟာရိုးရိုးရှိချင်း hero လည်းမဟုတ်ခဲ့တယ်လို့ရှာဇူဝတ်သား feeling တက်တက်လည်းမဟုတ်ခဲ့ပါဘူး။သူဟာစာရေးဆရာဟာဂျီမဲအာဆာယာမှာရေးဆွဲခဲ့တဲ့အဆိုးရွားဆုံးသမိုင်းပေးအခြေအနေတွေခြားထဲမှာပိတ်မိနေခဲ့တဲ့ tragic anti-hero တယောက်ပါ။ Aaron ရွေးချယ်မှုကသူ့ရဲ့ကိုယ်ပိုင်အမြင်နဲ့သူ့တငယ်ချင်းတွေအတွက်တော့မှန်ကန်သောပေးဆက်မှုဖြစ်ခြင်းဖြစ်ခဲ့လိမ့်မယ်။ဒါပေမဲ့ကဘာကြီးနဲ့အနာဂတ်လူသားမျိုးနွယ်အတွက်တော့ကြောက်စရာကောင်းတဲ့အမှားတစ်ခုဖြစ်ခဲ့ပါ။ Aaron ကိုယ်တိုင်လည်း patch ထဲမှာ Armin ကိုဝန်ခံခဲ့တယ်လို့ပဲ။သူကလွတ်လပ်မှုကိုအယူမှုလိုချင်လို့ကိုယ်တိုင်နှဆိုးတစ်ကောင်ဖြစ်သွားခဲ့တာပါ။向こうにいる敵全部殺せば俺たち自由になれるのか。